အခြေအနေတွေကတော့တကယ်ကိုရင်ထိတ်စရာပါပဲအရှိမသွေးဆောင်နေတဲ့လူသက်သမားမှန်အနောက်မှာကအေးဆက်ဆက်အငွေ့တက်တွေနဲ့တေးမောင်သူတို့အားလုံးအသက်ရှူတွေခတ်ခဲလာပါတယ်ဇလန်လေးရဲ့ကောင်းစီကတော့သွေးစွန်းသောလေကတင်းနဲ့ပိတ်မိနေသောဝိညာဉ်များမန်ကသူ့ရဲ့တားသက်တာကြီးကိုလှေကားလက်ရည်နဲ့တရွတ်တိုက်ဆွဲရင်တဖြည်းဖြည်းတက်လာပါတယ်ဆိုတဲ့အတန်နဲ့တန်ကြီးတက်တဲ့အတန်ကြီးကနားထဲမှာစူးနေတာပါပဲပြေးပါဦးလားစီလူဟဲ့မရှိတော့ဘူးကွာပြီးတော့ဘယ်နှလုံးခုန်နေလဲငါတို့တော့ဂီတတန်နေလိုပါပဲလားဘယ်သူကိုအရင်စရမှာလဲဥပမာအကြောက်ဆုံးလူကိုအရင်စရမှာလားစီသူဟင်းကဒူးရီတုံးကြီးကျန်းရင်လဲကျသွားပါတယ်မလုပ်ပါနဲ့မရဲ့ငါမှမပြောရရှိသေးတယ်သူငါ့ကိုကူညီပါအောင်မဖွေခဲ့ပါအောင်ဟာခစ်တဲ့တွေကစီသူဟင်းကိုဆွဲတူကိုစူးစမ်းနေပြီမယ်သူ့လက်တွေကအေးဆက်နေပါတယ်စီလူထဆန်ငါတို့ဗရင်ပေါက်စီပြေးရမယ်မန်းမင်းအနားမလာနဲ့နော်မဟုတ်ကအော်ဟေးလိုက်ရင်ငါခြေထောက်ကိုတရားရောက်ဆွဲထားတယ်တွေ့ကြည့်ပါဦးမဟုတ်ရဲ့ခြေချင်းဝက်ကအမောင်တဲကဖြူဖြောလက်ချောင်းကြီးတွေကချစ်ပေါစုပ်ကင်ထားပါတယ်အဲ့ဒီအချိန်မှာပဲမန်ကအရှိကိုဝူးကနေပြေးတက်လာပြီးစီသူဟင်းရဲ့အင်ကြီးကော်ကိုဆွဲလိုက်ပါတယ်ဟဲ့စီလူဟဲ့မင်းကအရင်ဆုံးပဲနော်ဟဲ့ကြပါဦးမန်လွတ်ပေးပါဗျာလွတ်ပါမန်ကဓာကြီးကိုမြောက်လိုက်တဲ့အချိန်မှာပဲအပေါ်ချက်ကနေမောင်ဖုံးမင်းခန့်ရဲ့အတန်ကအိမ်ထွက်လာပြန်ပါတယ်မန်မင်းတက်လိုက်ရင်အဲ့ဒီဝိညာဉ်ကငါ့အတွက်ဖြစ်လာမှာမဟုတ်ဘူးသူကြောက်နေတော့မှာပဲအရှင်လက်အရေကုန်ခွာလိုက်စမ်းကွာခစ်တဲ့တွေမျက်လုံးပြူသွားရင်ဖုံးမင်းခန့်မင်းမသူတို့နဲ့ပေါင်းနေတာလားမင်းကဘာလဲမန်ကရေတံကြီးနဲ့အတူဟဲ့မင်းတို့ဖုံးမင်းကဇလန်ဖက်ပြညာမဟုတ်ဘူးနော်ဟဲ့တွေ့သူကဘယ်တိမ်မဲ့အချိန်ကိုချူပြောနေတာကွာမန်ကစီသူဟင်းကိုချမ်းပြေပေါ်မှာစောင်းတွန်းချလိုက်ပြီးဓာတ်နဲ့ခုတ်ဖို့ပြင်လိုက်တဲ့ခဏမဖူးကဘေးနာကပန်းဦးနေမရဲ့ခေါင်းကိုလမ်းပြီးချွတ်လိုက်ပါတော့တယ်ပြေးချအခုပြေးရတော့သူတို့တော့လို့အာကုတ်တုံးပြီးအောက်ချက်ကိုငိုရပြီးပြေးဆင်းသွားကြပါတယ်ဒါပေမဲ့အောက်ထက်ရောက်တဲ့အခါမှာအိမ်ရှိတကားကြီးကအပြင်ကနေတော့ခတ်ထားတော့လုံးဝဖွင့်မရပါဘူးစီသူဟင်းကတကားကိုထွေးနေဖွင့်ပေးပါတရားရောက်ကိုညီကြပါဦးဗျာတေတော့မယ်ငါတို့ရလုံးတေတော့မယ်အနောက်ကနေမန်ကသွေးစွန်းနေတဲ့ဓာကြီးကိုကင်ပြီးလှေကအကြိုင်တုံးနဲ့ဆင်းလာပါတော့တယ်သူ့အနောက်မှာတော့မျက်နှာမပါတဲ့တရေမကလေထဲမှာဝဲပြန်ပြီးလိုက်လာပါတယ်သူတို့သုံးယောက်လုံးတကားဝမှာပိတ်မိနေခဲ့ပါတယ်ခစ်တဲ့တွေကသူ့ရဲ့မယုံကြည်မှုကိုစွန့်လွတ်ပြီးတခုလှုပ်ပေးနိုင်ပါမလားသူတို့သုံးယောက်ထဲကတယောက်ကပဲဒီညမှာအသက်ခံရမလားဆိုတာနောက်အပိုင်းမှာဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်ဗျာကျေးဇူးများတင်ပါတယ်ကျောင်းစီကအကောင်းဆုံးဇသိန်းခန်းကိုရွေးရမယ်ဆိုရင်တော့အားကိုးရမဲ့နေတဲ့မဖူးကိုအရင်ဆုံးစတေးလိုက်ရမှာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့သူကကျန်တဲ့သူတွေကိုကယ်တင်ဖို့ကြိုးစားနေတော့တူရီတော့မျောလင်းချက်တစ်ခုဖြစ်နေလို့ပါ။ဇလန်လေးရဲ့ကောင်းစဉ်ကသူ့ရဲ့ဆုံးတော့ညစာစားပွဲပထမဦးဆုံးစတေးခန်းနဲ့တကားကြီးကဘလုံးမဖွင့်မရတော့ဘူး။စီသူ
သူဟင်းကတော့တကားကိုကုတ်ချရင်အတိစိတ်လွတ်မတက်အောင်အော်ဟင်းနေပါတယ်ခစ်တဲ့တွေကလည်းတကားကိုပခုံးနဲ့ဝင်တိုက်နေပြီမြေတကားကတမနိနေရန်ကြီးလို့မတုံတော့ဘူးမန်ကလှေကားရှိရင်ကိုရောက်လာပါပြီသူ့ရဲ့မျက်နှာဘုံအောက်ကနေထွက်လာတဲ့အသက်ရှူတမ်းပြင်းပြင်းကြီးကတအိမ်လုံးကိုပုံစံနေပါတယ် မဟုတ်မင်းဟာတကယ်တူရဲကောင်းပါကွာခုနငါကောင်းကိုရိုက်လိုက်တဲ့အချိန်ကကွာကောင်းတော့ကောင်းလားဒါပေမဲ့လေငါအဲ့ဒီကိုပဲငါအရင်ဖြတ်ရလိုက်မယ်ကွာ မဘူးတရားနောက်ကိုဆိုရင် မောင်လေးတို့အမနိုင်ကိုသွားတွေ့စီတူမင်းတို့ပြတယ်မောက်ကိုရှာ မဘူးနောက်မှာစီသူဟင်းကအော်လိုက်ချိန်ပါပဲအမောင်လေးကနေထွက်လာတဲ့တေးမရဲ့လက်ချောင်းချီကြီးကမဘူးရဲ့စပင်းတွေကိုအနောက်ကနေဆွဲလှိမ်လိုက်ပါတယ်မဘူးရဲ့ခေါင်းကအနောက်ကိုလမ်းသွားပြီးပါဇက်ကလည်းအတန်တော့မထွက်နိုင်တော့ပါဘူး โอ้ကောင်းပြီအခုငါအလဲဘောကွာ မန်ကဓာကြီးကိုလေရဲမှာဝေရလိုက်ပြီးမဖူးရဲ့1.6ကိုစွတ်ထိုးသွင်းလိုက်ပါတယ်ဆိုရက်အသားလေးကိုဓာဝင်သွားတဲ့အတန်ကြီးနဲ့တိတ်ဆိတ်နေတဲ့အိမ်ထဲမှာဟင်းထွက်လာပါတယ်မဖူးရဲ့မျက်လုံးတွေကပြေးထွက်လာပြီးပြေးပါအန်ထွက်လာပါတော့တယ်ခစ်တဲ့တွေမဘူး စီသူဟင်းကြီးဟာဒူးထောက်ကြလာရင်လည်းပဲဟာမဘူးမောင်လေးမဘူးမန်ကဓာတ်ကိုပြန်ဆွဲထုတ်လိုက်တဲ့အခါမှာတော့သွေးတွေကနေရန်ဘောက်ကိုပန်းထွက်သွားပါတယ်မဘူးရဲ့ခန္ဓာကိုယ်ကကျမ်းပြင်ဘောက်ကိုဖြတ်တော့သွားနေလဲကျသွားပြီမြေတရေမကမဘူးရဲ့ဝိညာဉ်ကိုအလုံးမပေးသေးပါဘူးမဘူးရဲ့ပါစက်သေးကိုတရေမကသူ့ရဲ့ခြေလက်အပုံနဲ့တွေနဲ့လက်ချောင်းတွေကိုချိုးထည့်ပြီးတစုံတစ်ခုကိုဆွဲထုတ်နေတယ်လို့ပါပဲမောင်ဖုံးမင်းခင်ရဲ့အတန်ကအပေါ်ထက်ကနေနောက်ထပ်တစ်ချိန်ပြန်လေထွက်ပေါ်လာပြန်အခုတော့သူ့ရဲ့အတန်ကပိုပြီးနီးကပ်လာတယ်လို့ပါပဲပထမကြီးပါတော့သွားပြီအခုခစ်တယ်သူမင်းလေပဲမင်းဟာတကယ်မေ့ဘူးဆိုတော့မင်းရဲ့မျက်လုံးတွေကိုအရင်ထုတ်ပြီးတရေမောက်ကျွေးလိုက်ကောင်းပါမန်ကသွေးစွန်းနေတဲ့ဓာတ်ရှာနေရရင်ခစ်တဲ့သွေးစီကိုဖြည်းဖြည်းချင်းရှောင်လာပါတယ်စီသူဟင်းကတော့ဘေးနားမှာမဖူးရဲ့အလားကိုကြည့်ပြီးယူမတက်အော်ဟစ်နေပါတော့တယ်ဒီညမှာဘယ်သူအသက်ရှင်လေးရနဲ့ထွက်သွားနိုင်မှာမဟုတ်ဘူးလို့တော့ထင်ပါတယ်ဗျဒီတွေကရောသူရဲ့မျက်လုံးတွေကိုအဆုံးရှုံးခံနိုင်မလားဒါမှမဟုတ်စီသူဟင်းကမဖူးရဲ့အလောင်းကိုကြော်ပြီးထွက်ပြေးဖို့ကြိုးစားနိုင်မလားဆိုတာနောက်ထပ်တစ်ပိုင်းမှာစောင့်မျှော်ပေးကြပါဦးဗျဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်အချိန်ကြီးတွေကတကယ်ကိုအဆုံးစုံထိရောက်သွားပါပြီညှော်လင်းချက်ဆိုတာလုံးဝမရှိတော့လို့ပါပဲနှလုံးသားမဲ့တော့ဆုံးဖြတ်ချက်နဲ့နောက်ဆုံးထွက်သက်မဖူးရဲ့ရုပ်အလောင်းကကျမ်းပြင်ပေါ်မှာသွေးအိမ်နဲ့လဲလျောင်းနေပြီးတော့သူ့မျက်လုံးတွေကလည်းအသက်မဲ့သွားနေနည်းနည်းချက်ကိုစိုက်ကြည့်နေပါတယ်တရေမောက်ကတော့မဖူးရဲ့ခန္ဓာကိုယ်ကိုအထက်မှာဝဲပြန်ရင်ပုတ်စော်နံတဲ့အငွေတက်တွေကိုထုတ်လွှတ်နေတော့မှာပဲမန်ကသွေးစွန်းနေတဲ့ဓာကြီးကိုကန်ပြီးခစ်တဲ့သွေးစီကိုတရွေ့ရွေ့တိုးလာပါတယ်
သူ့မျက်နှာဖုံးအောက်ကနေထွက်လာတဲ့ရေတံကတကယ်ကိုမိစ္ဆာတစ်ကောင်ရဲ့ရေတံလိုပါပဲ ကဲခစ်တဲ့တွေမင်းရဲ့ဘယ်လုံးလာလေးတွေငါ့ကိုပေးမလားဒါမှမဟုတ်ငါလက်ထဲကဒါလေးနဲ့ပဲထုတ်ယူရမှာလားကွာဆုံးဖြတ်စမ်းပါဦးမင်း ခစ်တဲ့တွေကနောက်ကိုခြေလမ်းတွေဆက်ရင်းနဲ့တကားကြောင်ကိုစမ်းမိပြီမြင်ဖွင့်မြင်ရပါသူနှလုံးခုန်ကနားတင်မှာတထင်းချင်းရဲ့မြင်နေပါတယ်အဲ့ဒီချိန်မှာပဲသူဘေးမှာဒူးချောက်နေတဲ့စီတူဟင်းကိုကြည့်လိုက်မိတယ်ခစ်တဲ့တွေကစိတ်ထဲမှာဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်လို့မျက်လုံးတွေကလည်းအယောင်ပြောင်းသွားတယ် စီသူငါတောင်းပန်ပါတယ်ကွာ စီတူဟင်းကငိုရရင်းနဲ့ကောင်းအောင်မကြည့်တွေ့ဘာပြောရလဲဗျခစ်တဲ့တွေကစီတူဟင်းကိုအားကုန်တုံးပြီးမန်းစီကိုတွန်းပို့လိုက်ပါတယ်စီတူဟင်းကမမျော်လင့်ပဲမန်းရှိတဲ့လေကျသွားတော့ဗော မစီသူဟင်းကိုယူလိုက်သူ့မျက်လုံးတွေကပို့ပြီးတော့လှတယ်ငါ့ကိုလွတ်ပေးပါကွာ မန်ကအံ့အားတင်သွားလို့ရက်တန့်သွားပြီးဟာကြိုက်ရေမောနေလိုက်ပါတယ် ချစ်စမ်းမအောင်ကွာတကယ်မယုံတဲ့လူကသူတငယ်ချင်းတော့စတည်ရတယ်ဗောကောင်းပြီဒါဆိုရင်စီတူဟဲ့ကိုပဲအရင်ရှင်းရတာပေါ့ကွာ မန်ကလဲကျနေတဲ့စီတူဟင်းရဲ့စပင်ကိုဆွဲကန်လိုက်ပြီးဓာတ်ကိုမြောက်လိုက်ပါတယ်တွေ့မင်းဘာလို့ရုံမာရတာလဲမင်းငါ့ကွာအဲ့ဒီအချိန်မှာပဲခစ်တဲ့တွေကမဖူးရဲ့ရုပ်လောင်းကိုကြောပြီးတကားဘေးကပဒင်းပေါက်ကိုရှာတွေ့သွားပါတယ်သူကပန်းနဲ့ပဒင်းပေါက်ကိုမန်ကိုရိုက်ခွဲလိုက်တဲ့အခါပဒင်းပေါက်ပေါ်ကနေခုံချဖို့ပြင်းနေပါတယ်ဒါပေမဲ့ပဒင်းပေါက်အပြင်ဘက်မှာအမောင်တူတက်ပဲရှိမနေပါဘုံမင်းခန့်ကအပြင်ဘက်ကပဒင်းပေါက်ပေါင်းပေါ်မှာခြိုင်နေပြီးတော့သူ့လက်ထဲမှာမျက်လုံးတွေမပါတော့တဲ့ခေါင်းပြက်ကြီးတကူကင်ထားပါတယ်ဘုံမင်းခန့်တယောက်အေးစစ်တဲ့အပြုံးနေတယ်ဘယ်လိုသားမလို့လဲသူရဲ့မင်းတကယ်ချင်းကိုစတေးခဲ့ပြီမဲ့ငါတို့ကမင်းကိုအလိုရှိနေရလေကွာအခုမင်းရဲ့မျက်လုံးလေးကိုငါ့ကိုပေးခဲ့ပါလားပေးမလားခေတ္တတွေကနောက်ကိုလဲကျသွားပြီးအနောက်ကနေမင်းရဲ့ဓာတ်ချက်ကသူ့ရဲ့ကြောပင်ကိုဖောက်ဝင်တော့ပါတော့တယ်အဲ့ဒီညမှာတော့ဘယ်သူမှအသက်ရှင်လျက်မထွက်နိုင်ခဲ့ပါဘူးခေတ္တတွေရဲ့နောက်ဆုံးထွက်သက်ကတော့သူ့ရဲ့တငယ်ချင်းကိုတစ္ဆာဖောက်ခဲ့တဲ့နောင်တတွေနဲ့ပြည့်နေပါတော့တယ်ဒါပေမဲ့အားလုံးပဲခဏလေးပါဒီဇလန်ပြီးမသွားဘူးနော်နောက်ထပ်ဘာတွေဆက်လာမလဲဆိုတော့